မင်္ဂလာပါကိုဒီနေ့ကိုကမြန်မာစာနဲ့ပတ်သက်ပြီးတော့နေပြောသွားမှာကိုကမြန်မာစာနဲ့ပတ်သက်ပြီးတော့တော်တော်များများအများကြီးလာမိတာဗာလဲဆိုတော့မြန်မာစာနဲ့ပတ်သက်ပြီးတော့ကိုကအများကြီးလာမိတာမြန်မာစာမေဂျာယူရင်းနဲ့ဗာအခွင့်လမ်းနေရှိလေလူတိုင်းမိရမျိုး9ရောက်6လောက်လာမိတယ်ဒါပေမဲ့သူတို့ကမြန်မာစာဘယ်လိုသင်ယူရလဲဆိုတာရယ်နောက်တစ်ခုကကျတော့ဒီမြန်မာစာကဘာတွေတင်ရလဲဆိုတော့သူတို့အဲ့ဒါကိုစိတ်ဝင်စားမှာမဟုတ်သူတို့အဓိကမြန်မာလာမေဂျာကိုတင်ရမယ်ကောင်းကျိုးဆိုတော့သူတို့အဲ့ဒါယူပဲစိတ်ဝင်စားတာအဲ့တော့ကိုကဘာပြောချင်လဲဆိုတော့ကောင်းကျိုးဆိုတာကြတော့ကွာမေဂျာတိုင်းမှာရှိတယ်မြန်မာလာမေဂျာရေမှမဟုတ်ဘူးတကယ်လေတခြားမေဂျာတွေမှာကိုလုံနိုင်ရင်လုံနိုင်တယ်လို့ကိုတော်ရင်တော်တယ်လို့ကိုမင်းရဲ့အရေးချင်းတွေတိုးတက်ပြီးမင်းမေဂျာမင်းကြောင့်လည်းကောင်းကျိုးတွေရှိနေမှာအဲ့လိုပုံစံမျိုးပေါ့နော်မြန်မာစာမေဂျာမှာပထမဆုံးနေကိုကဒီဘာသာရက်ကိုကတင်နေလို့အကြံပေးခြင်းတယ်လူတွေတော်တော်များများအားချောင်းတယ်တချို့လူတွေပေါ့နော်မြန်မာစာကိုအထင်သေးတဲ့ပုံစံမျိုးတွေနဲ့ပြောရတဲ့သူမျိုးတွေရှိတယ်မြန်မာစာဟာတကယ်အခွင့်အလမ်းကြီးကြီးမားမားကြီးလုံနိုင်တယ်လို့မင်းတို့အခွင့်အလမ်းတွေအများကြီးရှိတယ်ဆိုတော့သူတို့တွေမသိကြအောင်အဲ့မှာတချို့ကပါဠိဘာသာပေါ့နော်မြန်မာစာမှာဖျားစာပေသင်ရတယ်ပါဠိဘာသာသင်ရဆိုတော့အဲ့ဒါအားချောင်းတာကိုပြောမယ်တကယ်ဒုတိယနှစ်ထိပဲသင်ရတယ်အဲ့ဒါပြင်အဲ့ဒါ OS ပေါ့နော် Oriental Study လို့ခေါ်ရဲ့အရှေ့တိုင်းပညာရဲ့ကိုကဒုတိယနှစ်ထိပဲသင်ရပြီးတော့ဆက်မသင်ရတော့ကျန်တဲ့အားလုံးဒီကိုကဘာတွေသင်ကြရလဲဆိုတော့မြန်မာစာမှာစောင်းပါးတွေသင်ရတယ်ကိုတို့ပြင်ပြဆက်တွေလည်းသင်ရတယ်ကိုတို့တခြားကျောင်းနဲ့တော့မပြောတော့ကိုတို့ကျောင်းမှာဆိုရင်ပြဆက်တွေဆိုရင်ကိုတို့ခေပြဆက်ရှိရရှေးပြဆက်ရှိရအဲ့ဒီကိုတို့ဆရာမရဲ့တကယ်ပြဆက်လေးဦးလေးသိန်းနေတယ်အဲ့လိုပြောခိုင်းတာအဲ့လို class တွေကတိတ်ပြောဖို့ကောင်းတာတင်ရတာဘယ်လိုစာတင်နေရတာနဲ့မတူဘူးကိုတို့ကိုယ်တိုင်ခေပြဆက်ဆိုလဲကွာ kids hand နေနဲ့အဖေနဲ့သမီးနဲ့ဘလို့အဲ့လိုမျိုးပေါ့ပြဆက်ကိုယ်ပိုင်တကယ်ဝင်ကနေရတယ်လို့အဲ့လိုပုံစံမျိုးနဲ့ကိုတို့သွားတယ်ရှေးပြဆက်ဆိုလဲဥမာဆိုရင်လက်ဝဲတုံစရာပြဆက်ပေါ့မဲစာတောင်ကျူးဆိုအရှင်ဖျားတပည့်ဟုတ်ကဲပါဟုတ်ဖျားပါညာပေါ့ဟဲ့မိရွယ်နေဘာလို့အဲ့လိုစားရှိတယ်တကယ်ပြဆက်လေးဟန်တန်နေနဲ့အခန်းကြီးမှာပျော်စရာကြီးအဲ့လိုမျိုးတင်ကြတယ်နောက်ကကိုတို့တတိယနှစ်တင်ပေါ့တတိယနှစ်ဆိုတာတကုံပေါ့နောက်ဆုံးနှစ်ဒီမှာဆိုမဟာဂီတတွေပေါ့ကိုတို့ဂီတအကြောင်းတွေလည်းတင်ရတယ်ဒီမှာဆိုရင်အီမေဂျာနဲ့မြန်မာစာတော်မိုက်တယ်အဲ့မေဂျာနှစ်ဘာသာလေး subject ဆိုလည်းဟုတ်တယ် language ဆိုလည်းဟုတ်တယ်ကိုတို့ကဘာသာရပ်တစ်ခုအနေနဲ့မတတ်မဲ့နဲ့ကွာကိုတို့မြန်မာစာဒီဘာသာစကားဖြစ်တယ်အဲ့လိုမျိုးအဲ့ကြဘာသာရပ်အနေနဲ့မတတ်မဲ့နဲ့ဘာသာစကားအနေနဲ့တတ်မဲ့မယ်ဆိုဒီဘာသာရပ်ကတင်ကြတာပြောဖို့ကောင်းတယ်အခွင့်အလမ်းကကြတော့ဒီဘာသာရပ်ကိုတင်ကြမယ်ဒါပေမဲ့ထူးချွန်အောင်လုပ်ရမယ်အဲ့တော့မြန်မာစာမမဟုတ်ဘဲမေဂျာအနေနဲ့မင်းယူလိုက်ပြီဆိုတော့မင်းဒီထူးချွန်အောင်လုပ်ရမယ်ဂုံနွေးနေပါအောင်လုပ်မယ်မဟာရီဝင်အောင်လုပ်မယ်အဲ့မေဂျာရက်ကမင်းတို့ဘယ်လိုကြိုးပြမှာလဲဆိုတော့မင်းပြန်စဉ်းစားမယ်ကိုဆိုပထမနှစ်မှာတည်းဆိုကိုသတင်းစာရိုက်ဒီမှာဆိုကိုစောင်းမတွေရေးဝတ္ထုရှည်တွေကိုရေးနေပြီကိုစောင်းမတွေလည်းရေးနေတယ်ကိုအဲ့လိုပုံစံမျိုးတွားတာကွာအဲ့ကြတော့မြန်မာစာမေဂျာယူနေကိုမေဂျာနဲ့ကိုအသက်မွေးဝမ်းကြောင်းပြုတ်နေလို့ပြောလို့ရတယ်ပြီးရင်ကျတော့ဒီမြန်မာစာမေဂျာမှာကအထူးသဖြင့်ထူးချွန်တက္ကသိုလ်တွေပေါ့ထူးချွန်တက္ကသိုလ်တွေဆိုတာမဟာတွေပါပြီးတော့ကိုတို့ဒီဘက်ကျောင်းတွေပြန်ပြောင်းလာတယ်မဟာမှာအမှတ်ကောင်းလာအဲ့မဟာမှာပြီးတော့ဆိုတော့နောက်4-5-6နှစ်လောက်နေပေါ့ကိုတို့IGCSE ကို GED တို့ကြားမှာအကုန်လုံး international school တွေရှိရကွာအဲ့ international school တွေမှာ IGCSE ဖြေမဲ့သူတွေဆိုရင်မိခင်ဘာသာစကားကိုထိုင်းလိုအောင်မှာမိခင်ဘာသာစကားထည့်တယ်အဲ့ဒါကို subject အနေနဲ့တစ်ဘာသာယူရအဲ့လိုမျိုးပြတန်းလိုက်မယ်ဆိုမြန်မာဘာသာစကားမိခင်ဘာသာစကားဖြစ်တဲ့အတွက် subject တစ်ခုအနေနဲ့ပါရင်မြန်မာစာနဲ့ပွဲရထားတဲ့သူတွေတော့ကအလုတ်ကင်လုံးဝမရှာတော့အဲ့တစ်ခုတော့ရှိမယ်နောက်တစ်ခုကဘာလို့ဆိုတော့မြန်မာဘာသာစကားတင်တဲ့သူတိုင်းဒီတခြားသောဘာသာနိုင်ငံခြားဘာသာစကားတခုကိုတင်ထားတင်တယ်သိလားမြန်မာဘာသာမှာရက်မနေပဲနဲ့တခြားနိုင်ငံသားဘာသာစကားတခုတင်ထားမှာကိုအဲ့ဆိုရင်အဲ့ဘာသာရဲ့နဲ့လောက်စားလို့ရမယ်ဥပမာဆို UFL ပေါ့နိုင်ငံသားဘာသာစကားတက်တော့ကိုတို့နိုင်ငံမှာရှိမို့တခြားမှာလည်းရှိရလွန်ခဲ့တဲ့မြန်မာစမှာအဲ့ဒါဆိုဘာခွင့်ရရှိဆိုလွန်ခဲ့တဲ့ဟိုဟာလောက်က2လလောက်ကဩစတြေးလျမှာရှိတဲ့တက္ကသိုလ်တစ်ခုဟာမြန်မာစာကတိခခေါ်တယ်စာသင်နှစ်တစ်နှစ်အတွေ့အကြုံရှိရမယ် IS ဘယ်လောက်တောင်းလဲတော့မသိဘူးအဲ့ဒါမြန်မာစာသမားတီးတန့်ကိုခေါ်ရတယ်မြန်မာစာကတိကတန်းခတ်မှာသူတို့တက်ကတူမှာလစာ2000လားမသိဘူးအဲ့လောက်ကြီးတီကိုအခွင့်အရေးများရကွာမြန်မာစာမေဂျာတီးတန့်ဆိုပြီးတော့ခေါ်သွားတာနော်ပြီးရင်ချင်းမိုင်တို့ဘာလို့ဘက်မှာလဲအဲ့လိုမြန်မာစာမေဂျာယူပြီးတော့ကောင်းကျိုးတွေအများကြီးရှိရကွာတချို့တန်ယုံတွေဆိုရင်မြန်မာစာမဟာဝိဇ္ဇာပြီးသားသူလို့ခေါ်တယ်
ဥမာအဲ့တန်ယုံနဲ့တက်ဆိုင်တဲ့ဘာသာစကားတခုတော့မြင်တက်တိုင်းပြီးပြီလေအဲ့ဆိုရင်ကိုနို့စီကိုအလောက်ကန်ခွင်လန်းနေစားတန်ရောက်လာမှာပဲအဲ့ကြောင့်မို့ကိုကမြန်မာစာဘာသာရက်ကိုလာခဲ့ဖို့ဖိတ်ခေါ်တာပြာဆက်တွေစောင်းပါးတွေအဲ့ဆိုရင်ကွာကိုဆိုအခုဆိုရင်အလုတ်တစ်ဖက်ဖြစ်သွားပြီအဲ့စောင်းပါးတွေရင်းနေကြောင်းတက်နေတဲ့ပုံစံမျိုးပါကိုရေးချင်တဲ့ဟာတွေကိုစိတ်ထဲမှာစိတ်ကွေးမှာရှိရချရေးလို့ရမယ်ဘယ်တော့ကောင်းလိုက်လဲဟုတ်တယ်မလားကိုယ့်ရဲ့ဘာသာရဲ့နဲ့ကိုယ့်ရဲ့ဝါသနာတွေကိုယ့်ရဲ့အထက်တူကြရစာရေးပါရေးရဝါသနာပိုင်းဒီမှာဒါလာရဲ့ပြီးတော့ဖက်တွတ်စာမပါဘူးကွာဖက်ယုံနဲ့နားလေဘာသာရဲ့တစ်ခုဖြစ်တယ်အဲ့ဒါကိုခတ်တယ်ဆိုပြီးပြောတာတော့အကုန်တော့သဘောမတူစနစ်တန်းမှာဒီလောက်ခတ်တယ်ဆိုတဲ့စာရေးတော့လုတ်ခဲ့ပြီးသွားပြီပဲအဲ့ဆိုရင်ဒီဘာသာရဲ့တည်းကလုံးဝမခတ်တော့ဘူးလေအရန်ခတ်တဲ့ဘာသာရဲ့ကြီးကိုလုတ်ပြီးသွားပြီဆိုရင်ဒါရဲ့လုံးဝမခတ်တော့ဘူးကိုကတနေ့စာတနေ့လေးပုံမှန်လုတ်သွားပြီတက္ကသိုလ်မှာမြန်မာသားဘာသာရဲ့ကလို့ဖက်ယုံနေတော့နားလေမယ်အဲ့နားလေရကိုကိုယ့်ရဲ့တီထွင်ဉာဏ်အနေနဲ့ကိုယ့်ရေးရမယ်နောက်တစ်ခုထူးခြားချက်တော့တစ်ခုတော့ရှိမယ်အဲ့ဒါဘာလဲဆိုတော့ဒီတိုင်းတော့ကိုယ့်မရေးနဲ့ပေါ့အတွေးတွေထည့်ရမယ်အရေးထည့်ရမယ်ကိုယ့်ရဲ့ပညာဉာဏ်တွေစလိုက်တိုးတက်အောင်လုပ်ရမယ်ဟိုပေါက်လို့ပဲစားတော့မရေးလိုက်နဲ့ပေါ့နော်ကိုယ့်ရဲ့စာဖတ်အားအဓိကပဲမင်းရဲ့ဖတ်စာအုပ်တွေတနေ့နေ့ဖတ်မယ်စာဖတ်အားတွေကောင်းမွန်အောင်လုပ်မယ်အဲ့ဒါဆိုရင်တနေ့ချာတိုးတက်လာမယ်ကိုယ်တိုင်လည်းတိုးတက်လာမယ်နောက်တစ်ခုကမြန်မာစာကိုလည်းကယ်တင်အောက်တယ်ကိုယ်တို့နိုင်ငံမှာခုဆိုမြန်မာစာစလုံးပေါင်းနေမှာနေကိုယ်လည်းအခုဒီမှာတော့တခါတည်းကြရင်မသိစိတ်ကနေမှာသွားအဲ့ဒါတွေကပြည်နေရရောက်တယ်အဲ့ကြောင့်ဒီမြန်မာစာမေစာနဲ့ပတ်သက်ပြီးပြောပြသွားခွင့်ရေးဆိုတာတော့ဘယ်မေစာမှမဟုတ်ကိုစူးစမ်းတော့ရတယ်ဒါပေမဲ့မိခင်ဘာသာစကားဖြစ်တဲ့မြန်မာစကားကကြတော့မျက်နှာလုံးဝမငယ်ရဟိုအဲ့ဒါကိုတော့ဘာမှခံတယ်မျက်နှာငယ်ရတယ်ဆိုတာကတချို့လူတွေလုံးနိုင်စွမ်းမရှိတဲ့သူတွေရှောက်ပြောတာလုံးနိုင်စွမ်းရှိတဲ့သူကဒီမေစာမှာအေးဆေးဆေးလေးကိုလှုပ်ချင်တာတွေကိုကောင်းကောင်းမွန်လှုပ်သွားတာကြီးပဲအဲ့ကြောင့်စူးစမ်းပါလို့အကြံပြုချင်တယ်နောက်နှစ်တွေမှာတော့ကိုတို့မြန်မာစာကိုလာခဲ့ကြပါကိုမြန်မာစာနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းလေးလုပ်ပြီးအဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ